မင်္ဂလာပါမိတ်ဆွေတို့ဒီနေ့ပြပေးမယ့်အခန်းလေးကတော့ပြင်ဆင်ပြီးသားတက်တင်တက်နေရုံအခန်းလေးပဲဗျဒီကောင်လေးကလူနာဦးရင်မျိုးတော်တကုံစိတ်ကအင်ဂျင်လန်းစီမှာရှိတဲ့ဒုတိယတက်အလွှာလေးပဲဖြစ်တယ်ဒီကတိတ်မတက်နိုင်တဲ့သူတွေတက်ကြီးရဲ့ဟိုတွေအတွက်တော်တော်လေးဆင်ပြေတဲ့ဒုတိယအလွှာလေးပဲဗျပြင်ဆင်ပြီးသားလေးကိုအထဲမှာကျွန်တော်တစ်ချက်လိုက်ပြပေးမယ်တိမ်လုံးကိုကြွေပြခင်းပေးထားတယ်ပေါက်တံပန်းဆန်းရှိတ်တွေပါမယ်ဆေးတစ်တွေတုပ်ပေးထားတယ်မျက်နှာချက်မှာကော်နာချောင်းတွေတက်ပေးထားပြီးမီးဆိုင်နဲ့အလှဆင်ပေးထားတယ်ညံကက်နာရီတစ်လုံးနဲ့ပါဝင်မှာဖြစ်ပြီးတော့ဒီတီးတွေကလည်းနေရာစုံမှာထည့်ပေးထားတယ်ပေါ့နော်အဲကန်းနဲ့မီးဖို့ကြောင်တွေကတော့အားထဲမှာစင်ကြီးတစ်ခုနဲ့ခွဲပေးထားတယ်အဲကန်းမီးဖို့ကြောင်နဲ့အဲကန်းရဲ့ကြွေပြားနဲ့မီးဖို့ကြောင်ကြွေပြားနဲ့ကတော့နည်းလေးတော့အတူဖြစ်ခင်ဗျတကားတွေအကုန်လုံးဆေးပြန်တုပ်ပေးထားတယ်တကားတွေကအကုန်လုံးတကားတွေပဲတက်ပေးထားတယ်ဘေးစင်ကုံလည်းတေချာလေးလုပ်ပေးထားတယ်ပိုပြီးအဆင်ပြေတာတစ်ခုကအိမ်သားကိုဘူတိုင်းလေးလုပ်ပေးထားတော့လူကြီးသူမတွေအတွက်တော်တော်လေးအဆင်ပြေတယ်ဒီချိုးကန်အုတ်ကန်နဲ့ဖွဲ့စည်းပေးထားပြီးတိုင်ကြီးတစ်လုံးတင်ပေးထားတယ်ဒီအတွက်တော့စိတ်ပူစရာမလိုတော့ဘူးပေါ့ဗျအဲ့တော့ဘာမှပြောစရာမလိုလက်တင်တက်နေုံလေးပဲဆေးအစ်တုပ်ပေးထားတယ်ပြောစရာမလိုတဲ့လက်တင်ကန်လေးတစ်ခန်းဖြစ်ပြီးတော့ကြွေပြားအပြည့်နဲ့ဆေးတွေတုပ်ပေးထားမယ်ဘေးစင်ကုံတွေပါမယ်ဘူတိုင်းပါမယ်ဒီရတက်လေးရမယ်မီးသီးတွေပါမယ်မီးဆိုင်တွေပါမယ်ကော်နာချောင်းတွေပါမယ်ဒီခန်းလေးကလက်ရှိဈေးက995သိန်းညီနိုင်ဈေးလေးနဲ့ရမယ်ဒီစဆိုင်ဆိုရင်တွေ့လို့ပိုင်ရှင်ကဒီထက်ပိုလျှော့ပေးပါလိမ့်မယ်ခန်းလေးကိုစိတ်ဝင်စားလိမ့်မယ်ဖြစ်ဖြစ်လူကိုယ်တိုင်လာရောက်ကြည့်ရှုခြင်းလိမ့်မယ်ဖြစ်ဖြစ်3940 8ခု9ခု989ဒီပါတော့မဟုတ်ဖုန်းဖြင့်ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်ခင်ဗျအားလုံးပဲကောင်းသောနေ့လေးကိုပိုင်ဆိုင်ပါစေကျွန်တော်ဟိန်းထက်အကျိုးဆောင်ပါအဆုံးထိကြည့်ရှုပြီးရတဲ့ကျေးဇူးတင်ပါတယ်ခင်ဗျ